မင်္ဂလာပါဘေးရင်နဲ့လက်တွေ့ပုံမင်းအပိုင်းထုံးဇက်သိန်းပိုင်းလာပါပြီခင်ဗျာကဲဒါဆိုရင်ပုံမင်းကိုစလိုက်ကြရအောင်နော်ဒီတစ်ခါမောင်တုတအလက်မောင်တုတတယောက်ဟာဝမ်ထာအာရနဲ့ဘေးရင်ဆရာပေါ်နာကိုစကားရင်စပြောလိုက်တဲ့ဆရာကျွန်တော်မျိုးလက်ဆောင်ပစ္စည်းတချို့နဲ့ဆရာကိုကြော့ပါတယ်ကျွန်တော်လက်ဆောင်ကိုလက်ခံပေးပါဆရာဟုဆိုကသူယူလာတဲ့လက်ဆောင်ပစ္စည်းတွေနဲ့ဘေးရင်ဆရာကိုကြော့လိုက်ပါတဲ့ဘေးရင်ဆရာပေါ်နာကအေးတာရုကွယ်တာရုကဲပြောပါဦးမောင်တုတရဲ့မင်းဆရာစီကပြန်သွားပြီးရင်ဘာတွေလုပ်ပြီးဘာတွေဖြစ်ခဲ့သေးလဲဆိုတာကိုမောင်တုတကဟုတ်ကဲ့ဆရာစီကပြန်သွားတော့ကျွန်တော်မျိုးစဉ်းစားတယ်ငါမသေးခင်လုပ်လို့ရတဲ့အရာကိုလုံနိုင်သမျှလုပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးဖျားတရားအလုပ်တွေကိုအရင်ကထက်ပိုပြီးလုပ်ဖြစ်ပါတယ်ဆရာလူတွေကိုလည်းအရင်ကထက်ပိုကူညီဖြစ်ပါတယ်တေးသွားခဲ့ရင်မလုပ်ရတော့ဘူးဆိုတဲ့စိတ်နဲ့ပေါ့ဒါပေမဲ့ဆရာပြောတဲ့အတိုင်းကျွန်တော်မသေးယုံတမဲပါပဲကံကောင်းထောက်မစွာကြမ်းမာနဲ့ဆရာစီကိုပြန်လာပြီးကြော့ခွင့်ရတာပါဆရာဘေးရင်ဆရာပုံနာလားအေးကွယ်ဆရာလေးမင်းနဲ့ပြန်တွေ့ရလို့ဝမ်းတာပါတယ်မင်းလုတ်ခဲ့ပြုတ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ပေါ့အသက်ဘေးမှာလွတ်ကင်းပြီးအခုလိုကြမ်းပါစွာနဲ့နေနိုင်တာဆရာဝမ်းတာပါတယ်ကွယ်နောက်လေဒီထက်မကလူတွေကိုကူညီနိုင်ပါစေဖျားတရားအလုပ်တွေလည်းဒီထက်မကလှုပ်ဆောင်နိုင်ပါစေလို့ဆရာစုပေးလိုက်တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကံဆိုလားမိမိရဲ့အလုပ်နဲ့ပဲသက်ဆိုင်ပါတယ်ကိုပြုလို့သမျှကိုပဲကျွန်တော်တို့တွေရကြတာမဟုတ်လားကံမန်စတ္တံအနုဝတ္တတိခာယာဝအနပါဟာယနီမိမိလုပ်သမျှကံဒီမိမိနောက်အရေးကဲ့သို့မခွာမလွတ်လိုက်ပါလာသည်အတိဘေကတော့လူတယောက်လုပ်ခဲ့တဲ့ကောင်းကံမကောင်းကံတွေဟာအချိန်မရွေးမိမိစီကိုပြန်လာတတ်တယ်ဆိုတဲ့သဘောပါပရိသတ်တို့ရဲ့ဒီပုံပေလေးကိုနားထောင်ပြီးစိတ်ထဲမှာတခုခုထင်ကြံခဲ့တယ်ဆိုရင်မှတ်ချက်လေးရေးပေးခဲ့ကြပါနော်နောက်ထပ်ပုံပြင်လေးတွေကိုလည်းဆက်လက်အားပေးကြပါအောင်လို့ပြောကြရင်ရက်နားလိုက်ရပါတယ်မြန်မာပြည်အမြန်ကြီးချမ်းပါစေ